စူပါရေချမ်းရဲ့ပွဲကိုမကြည့်ရတာတော်တော်လေးကြာနေဗျာနော်ဒီတော့တွင်အခုပြန်ကြည့်ရတဲ့ပွဲလေးမှာလဲစူပါရေချမ်းပညာလေးတော်တော်ကောင်းလာတယ်ဗျနော်ဒါကဘာရှားနဲ့ထိုးထားပါအနီတော့စူပါရေချမ်းအပြာတော့ကဘာရှားနော်နှစ်ယောက်လုံးကတော့လုံးသူတောက်သူပေါ့နော်တကယ်နှစ်ယောက်လုံးကပညာတော့မခေဘူးဗျနော်တကယ်ကောင်းတယ်ကဲကြည့်တာဒီပွဲကတော့ဒါနော်ပြောမဆိုရင်ပညာနဲ့ကစားသွားတဲ့ပွဲလို့လည်းပြောလို့ရတယ်နှစ်ယောက်လုံးကပညာကောင်းတယ်ကဲဒီမှာကြည့်တာဟိုးတော်နဲ့တွက်လိုက်ပြန်နော်စူပါရေချမ်းမိုက်တယ်ကဲကျွန်တော်ဒီမှာသဘောကျတာကဒီဖိုက်တာအိုးမိုက်တယ်တောင်ကျွေးတာသဘောကျတာနော်နှစ်ယောက်လုံးကလက်ကိုသိအောက်မချဘူးကက်ကိုလောင်းကားကြတယ်နော်မိုက်တယ်ကြည့်ပြန်နော်တကယ်ကောင်းတယ်အဲ့မှာပင့်ထိုးတာမိသွားရင်တော့တစ်ချက်ပဲဗျတတ်ပြီးတော့ပက်လက်လာမှာကဲနှစ်ယောက်လုံးကကောင်းပါတယ်နော်ကဲဒါပညာနဲ့ကစားတဲ့ပွဲပေါ့နော်ပြောမှဆိုရင်ဟိုတောင်ကျွေးတယ်နော်ကဲဒီလက်ကိုမချအောင်တော့အရမ်းမိုက်တယ်အဲ့လိုကိုဖြစ်နေရမှာနော်ဟိုရှော့ round ပြီးသွားပြီ